သုံးကြိမ်တိုင်လူတီအလောင်းသွေးပြောကွယ်သွားပေမဲ့ဘသူမှလီယိုနာဒါစီယန်ချူလီကိုတန်တရားမဝင်ခဲ့ကြပါဘူး။ရိုးသားတဲ့မိခင်အင်ရှင်မကောင်သူရဲ့မျက်နှာဖုံးအောင်မှာစစ်မှန်တဲ့ရာဇဝတ်မှုဟာမြုပ်နှံနေခဲ့ပါတယ်။ဘသူမှသူမရဲ့ဆက်ပြတုံးတွေနဲ့ကိတ်မုန်နေတဲ့ကလျှို့ဝှက်ချက်ကိုမသိခဲ့ကြပါဘူး။ဒါပေမဲ့တတိယမြောက်သားထောင်ဖြစ်တဲ့ဗာဂျီးနီးယားကာချီအိုပိုရဲ့ဖြစ်စဉ်မှာတော့လျှို့ဝှက်ချက်ကိုထိန်းချုပ်ထားနိုင်တဲ့ကြိုးတစ်ချောင်းကြံနေခဲ့ပါတယ်။ဗာဂျီးနီးယားဟာဘဝသက်တစ်ခုစတင်မှုမြို့ကနေထွက်ခွာတော့မယ်ဆိုပြီးလီယိုနာဒါရဲ့အကြံပေးချက်အရာပြင်ဆင်နေခဲ့တာပါ။သူမဟာမြို့ပြင်ကိုထွက်ခွာမသွားခင်သူမရဲ့ခရီးစဉ်အကြောင်းကိုသူမရဲ့အမစီကိုစားတဲ့ဆောင်ရေးပြီးအထိပေးခဲ့ပါတယ်။စားထဲမှာသူမဟာလုံးဝလုံခြုံစိတ်ချရတဲ့လက်ထဲမှာရှိနေပြီးမြို့ကအိမ်နီးချင်းတဦးကသူမရဲ့ခရီးစဉ်ကိုအသေးစိတ်စီစဉ်ပေးနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဗာဂျီးနီးယားပျောက်ကွယ်ပြီးနောက်မှာဘာအတားမှမကြားရတဲ့အခါသူမရဲ့မိသားစုတွေကတဦးဟာစွေးရီအတင်းထန်ပေါ်ပေါက်လာခဲ့ပါတယ်။စာထဲမှာပါဝင်တဲ့အိမ်နီးချင်းဆိုတဲ့အရေးအမြော်အားဟာတန်တရားရဲ့တကားကိုဖွင့်ပေးခဲ့ပါတယ်။သူမအမကရုတ်တရက်အဆက်အသွယ်ပြောက်သွားတဲ့ဗာဂျီးနီးယားရဲ့ကိစ္စကိုရဲတွေကိုတိုင်ကြားခဲ့ပါတယ်။စစ်ဆေးရေးမှုများဟာပျောက်ဆုံးသွားတဲ့အမျိုးသမီးရဲ့နောက်ဆုံးခြေရာကိုပြန်လိုက်တဲ့အခါသူမနောက်ဆုံးတွေ့ဆုံခဲ့သူပြီးတော့သူမခီးစဉ်ကိုစီစဉ်ပေးသူဖြစ်တဲ့လီယိုနာဒါစီယန်ချူလီရဲ့အိမ်တကားဝကိုရောက်ရှိလာခဲ့ကြပါတယ်။လီယိုနာရဲ့အိမ်ဟာတိတ်ဆိတ်အင်းချမ်းနေပြီးဘာရာဇဝတ်မှုရဲ့လက္ခဏာမှမတွေ့ခဲ့ကြပါဘူး။ဗာဂျီးနီးယားရဲ့အမရဲ့တိုင်ကြားချက်ဟာလီယိုနာအပေါ်ကိုစူးစမ်းစစ်ဆေးဖို့ဖိအားတစ်ခုဖြစ်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရဲရဲ့ဖိအားပေးစစ်ဆေးမှုညာအောင်မှာမိခင်ရဲ့စိတ်ကိုင်းဆိုင်ရာယောဂဟာထွက်ပေါ်လာခဲ့ပြီးလီယိုနာဟာသူမရဲ့လုပ်ရအားလုံးကိုဝန်ခံခဲ့ပါတယ်။တားကိုကန်ဆိုးခြင်းမှကာကွယ်ဖို့အတွက်လူသားပူဇော်မှုလုပ်ခဲ့တဲ့ခန္ဓာကိုယ်တွေကိုဆက်ပြနဲ့ကိတ်မှုများအပစ်ပြောင်းလဲပစ်ထဲကြောင်းမရတဲ့အမှန်တရားဟာဒီလိုမျိုးစာအိတ်ထဲကအမိတစ်ခုကြောင့်ပေါ်ပေါက်လာခဲ့ရတာပဲဖြစ်ပါတယ်။စီစဉ်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာ။နောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်။ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။